အားလုံးပဲမင်္ဂလာပါ FAI နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီ2026မှာလည်းနိုင်ငံရဲ့ခြားမှာပညာသင်ကြားဖို့လေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ကျောင်းလျှောက်ဖို့လိုအပ်တာတွေအလဲပတ်သွားမဲ့သူတွေအတွက်ဗီဇာစာပစ်နဲ့တခြားလိုအပ်တဲ့စာပစ်တွေကို FAI တင်းရဲ့ကျွမ်းကျင်ကောင်ဆယ်လာတွေကနေပြီးတော့အခမဲ့ဝန်ဆောင်မှုပေးဖို့အစဉ်သင့်ရှိနေပြီမလို့ FAI ရုံးကိုလာရောက်ဆောင်သတ်နိုင်ပါပြီရှင်FAI office ကိုလာမယ်ဆိုလို့ရှိရင်ပြည်လည်ကနေလာမယ်ဆိုလို့ရှိရင်တော့ဓာတ်ရိုက်လာလို့ရပါတယ်ဘားကရလမ်းဘက်ကနေလာမယ်ဆိုလို့ရှိရင်တော့ဘားကရလမ်းတိုင်းလာပြီးတော့မြေနီကုန်းမရောက်ခင်ဒဂုံစန္ဒာတူးရှိရဲ့ပြည်လမ်းဘက်ကိုချိုးလိုက်ရပါမယ်။ကိုနည်းနည်းဆက်လျှောက်လာပြီးတော့ကျောင်းလမ်းထိပ်မှာရှိရဲ့ဂျေရိုနဲ့ဆိုင်လေးကိုတွေ့ပြီဆိုလို့ရှိရင်တော့ FAI office ကိုရောက်ပါပြီရှင်။ FAI ဆိုလို့ရှိရင်အာရှနိုင်ငံကထိပ်တန်းကျောင်းတွေနဲ့ဓာတ်ရိုက်ချိတ်ဆက်ထားတဲ့ Certified Agent အဖြစ်တရားဝင်အသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့အပြင်လန်ဒန်အခြေစိုက်စင်ကာပူနိုင်ငံရဲ့ထိပ်တန်းကျောင်းတစ်ခုဖြစ်တဲ့ London School of Business and Finance LSBF ရဲ့ဆိုင်ရာကြီးမှုကျင်းပတဲ့အရှေ့တောင်အာရှဒေသတွင်းဆိုင်ရာ Southeast Asia Partner Award ကိုမြန်မာနိုင်ငံအနေနဲ့ No. 1 Gold Prize ပထမဆုံးအကြိမ်ရရှိခဲ့တဲ့ Education နဲ့ Consultation and Visa Survey Company တစ်ခုပဲဖြစ်ပါတယ်။ရုံးလိပ်စာတွေကိုလည်းသိကြပြီဆိုတော့နိုင်ငံတကာအစီအမံပညာရေးလမ်းကြောင်းကိုရှောက်လန်းဖို့မိမိနဲ့ကိုက်ညီရဲ့တက္ကသိုလ်တွေကိုစုံစမ်းတင်တာပဲဖြစ်ဖြစ်တက်စီနဲ့ program တွေကိုလေ့လာတင်တာပဲဖြစ်ဖြစ် FAI office ကိုလာခဲ့ကြဖို့ဖိတ်ခေါ်ပါရရှင်။ FAI office မှာဆိုလို့ရှိရင် study abroad အတွက်တည်လို့တဲ့အကြောင်းအရာတွေကိုကျွမ်းကျင်ကောင်ဆယ်လာတွေနဲ့အနီးကပ်ဆွေးနွေးလို့ရနိုင်မဲ့အပြင်ကျောင်းလျှောက်တာကနေစပြီးတော့ visa service တွေအထိကို online ကနေရော in person အနေနဲ့ပါဆွေးနွေးလို့ရနိုင်မှာပဲဖြစ်ပါရဲ့ရှင်။